အားလုံးပဲမင်္ဂလာပါရွာကိုက်ဟတ်တာဖေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်းပဲ admin မောင်ဝါဒေးဖြစ်ပါတယ်မောင်ဝါဒေးဒီတစ်ခါဘော်ရာတို့ကိုပြပြချင်းတဲ့အကြောင်းလေးကတော့ဒီ mouse လေးဖြစ်ပါတယ် VAC R1 series lightweight wireless mouse လေးပဲဖြစ်တယ်ဒီ mouse လေးကိုမောင်ဝါဒေးပြပြချင်းတဲ့အကြောင်းရင်းကနှစ်ခုရှိတယ်တစ်ခုကမိုက်နေရဲ့ချမ်းရှိပေါ့နော်တကယ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ပထမချက်ကကြတော့ဈေးတန်တယ်နောက်တစ်ခုကကြတော့ပေးရရဲ့ဈေးရဲ့ quality ပြန်ရတဲ့ quality ကတော်တော်ကြီးကိုကောင်းတယ်တော်တော်ကြီးကိုမိုက်တယ်ဘာလို့မိုက်နေလဲဆိုတာကိုမောင်လေးနဲ့တူတူဆက်လက်ကြည့်ရှုပြပါအောင်နော်ဆိုတော့မောင်လေးနဲ့တူတူ Blue Box တင်မှာပါလိဆိုတာဆက်ကြည့်လိုက်မယ်နော် Blue Box တင်မှာပါလိဆိုတော့ manual ပုတ်လေးပါမယ်ပြီးလို့ရှိရင် Arduino ဂျိုလေးပါမယ် Arduino ဂျိုလေးကtype C နဲ့ဖြစ်နေမယ်ပြီးလို့ရှိရင် mouse လေးဖြစ်တဲ့ VAC R1 series Dragon Fly လေးပေါ့နော်ဒါလေးကတော့မောင်ဝါဒေး iPad လေးနဲ့ VAC R1 mouse လေးနဲ့ချိတ်ဆက်နည်းလေးဆက်ပြပေးမယ်နော်အရင်ဆုံး mouse ရဲ့အောက်နားလေးက Bluetooth button လေးကိုဖွင့်မယ် iPad ရဲ့ Bluetooth လေးကိုဖွင့်မယ်ဒီ mouse ရဲ့ pairing mode က left button ရဲ့ right button ရဲ့ပြီးရင်အလယ်က button လေးရဲ့ button လေး၃ခုကိုဖိထားပြီးတော့ pairing mode on ဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ bell လေးကိုနှိပ်ပြီးလို့ရှိရင် connected ဖြစ်ပြီးတော့အသုံးပြုလို့ရတာပါပြီမောင်ဝါဒေးဘာဖြစ်လို့ဒီ VAC R1 mouse လေးကိုဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုတော့အချက်ကနှစ်ချက်ရှိတယ်ရှေ့မှာမောင်ဝါဒေးပြောခဲ့တဲ့ဒီဈေးတန်နေဆိုတဲ့အချက်ကတော့တစ်ချက်ထားလိုက်အောင်ဒါတက်ဆိုတော့နောက်ထပ်နှစ်ချက်ပြပြမယ်နောက်တစ်ချက်ကကျတော့ဗာလဲဆိုတော့ဒီကောင်လေးရဲ့ဒီ VAC R1 mouse လေးရဲ့အလေးချိန်48 gram ပဲရှိရယ်ဆိုတော့တော်တော်ကြီးကိုပေါ်တယ်48 gram ဆိုတာကတော်တော်ကြီးကိုပေါ်တယ်အပြင်သွားပဲယူသွားမလားအိမ်မိုင်ပေါ့ဘွားတုံးမလားဒီတိုင်းကင်တိုင်းတော့တော်တော်ပေါ့လေးဘာမှမထင်တော့ပြီးတော့နောက်တစ်ချက်ကကြတော့ဒီကောင်လေးမှာတုံးပေးထားတဲ့ port 3395 processor game နဲ့တော့တော်တော်ကြီးကိုအဆင်ပြေတယ်မောင်ဝါဒေးဆက်စားခြင်းတော့ game ဆော့ဖို့အတွက်ရှိရပြီးတော့ဒီကောင်လေးကိုဝယ်ထားတယ် but အခုကတော့အခုမောင်ဝါဒေးဒီ editing တို့ပြီးတော့မောင်ဝါဒေးရှေ့မှာချိတ်ဆက်ပြီးသုံးပြခဲ့သလိုပဲ iPad နဲ့သုံးပြရတာတော်တော်ကြီးကိုအဆင်ပြေတဲ့အတွက်မောင်ဝါဒေးဒီကောင်လေးကိုဝယ်ရတာတော်တော်ကြီးကိုတန်ဝိုင်းပေါ့နော်တော်တော်ကြီးကို fine နဲ့တော်တော်ကြီးကိုအဆင်ပြေရအလေးချင်းကလည်းပေါ့လေးသုံးလိုက် processor ကလည်းရှေ့ကြီးပြီးတော့သုံးရတယ်တော်တော်အဆင်ပြေတယ်နောက်ဆုံးချက်ကကျတော့ပါလဲဆိုတော့ဒီကောင်ရင်စီမောင်ဝါဒေးရှေ့မှာစီးမပြောရသေးဘူးစီးရဘယ်လောက်လဲဆိုတော့အရင်တော့ဘတ်1000ကျော်မှထင်တယ်ဒါပေမဲ့မောင်ဝါဒေးဝယ်တော့ကဘတ်600ပတ်ချလေးပဲရှိတယ်အခုလေမောင်ဝါဒေးစီချင်းတောင်းလေးဒီနားလေးမှာချပေးရမယ်ဘက်ကလည်း600လေးပဲဖြစ်နေတော့မယ်အဲ့တော့ promotion နဲ့ရှိတော့နေဘော်ရာတို့မြန်လေးတော့ဝယ်ဖို့လေယူလိမ့်မယ်ဘော်ရာတို့အားလုံးအခုမောင်ဝါဒေးပြပြထားတဲ့ဒီ VAC R1 mouse လေးကိုကြိုက်တာပဲဖြစ်စိတ်ဝင်စားရဆိုလို့ရှိရင်မောင်ဝါဒေးဒီနားလေးမှာစီချင်းတောင်းလေးချတာပြပါမယ်ဘော်ရာတို့အားလုံးပဲထုံးစံတိုင်းပဲကျေးဇူးပါဘော်ရာတို့ see you next in video